အားလုံးပဲမင်္ဂလာပါဗျ GTS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC 3ည event ပွဲစဉ်မှာအမှန်ကန်ပွဲကြမ်းသွားတော့မယ် Charles Oliveira ရဲ့အကြောင်းအဲ့ဒီ UFC 3ည event ရဲ့ခေါင်းပွဲ main event ပွဲစဉ်အနေနဲ့သတ်မှတ်ခြင်းခံလိုက်ရတဲ့ Alex Pereira နဲ့ Jamel Hill တို့ရဲ့ light heavyweight တန်း champion ကပတ်လူပွဲစဉ်စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ UFC 3ည event ပွဲစဉ်မှာအမှန်ကန်ပွဲကြမ်းသွားတော့မယ် UFC ရဲ့ lightweight တန်း champion ဟောင်း Charles Oliveira ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်Charles Oliveira ဟာ Brazil နိုင်ငံသား UFC fighter တူဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကပရိသတ်တွေတော်တော်များများအားပေးကြတဲ့ fighter တွေကတယောက်ဖြစ်ပါတယ်။ Charles Oliveira အနေနဲ့2021ခုနှစ်မှာ UFC ရဲ့ lightweight တန်း champion ကပတ်ကိုရရှိခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ lightweight တန်း champion ကပတ်ကိုနှစ်ကြိမ်တိတိကာကွယ်ပြထားပူပါတယ်။အဲဒီလိုမျိုးနှစ်ကြိမ်တိတိကာကွယ်ပြပြီးတဲ့နောက်မှာ UFC ရဲ့အခုလက်ရှိ lightweight တန်း champion Islam Makhachev နဲ့စိန်ခေါ်ထိုးသက်ခဲ့ပြီးအဲ့ဒီပွဲစဉ်မှာတော့ Charles Oliveira ဟာ Islam Makhachev ကိုရှုံးနေသွားခဲ့ပြီးတော့သူ့ရဲ့ champion ကပတ်ကိုလက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ Charles Oliveira အနေနဲ့ UFC ရဲ့ဒီ lightweight တန်းမှာ champion ဖြစ်ခဲ့ဘူးတဲ့ဆိုတဲ့ဂုဏ်ပုတ်တစ်ခုတည်းသာမကဘဲနဲ့ဒီသူ့အနေနဲ့တခြားသောအရေးချင်းတွေများစွာကိုလည်းပိုင်ဆိုင်ထားတာပါ Charles Oliveira ဟာ Brazilian Jiu-Jitsu ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့ရဲ့ Jiu-Jitsu skill level ဟာဆိုလို့ရှိရင်တော့တော်တော်လေးကိုမြင့်တဲ့အထဲမှာပါပါတယ် Charles Oliveira အနေနဲ့ Jiu-Jitsu အဆင့်နဲ့ပြောရမယ်ဆိုလို့ရှိရင် third degree black belt ဖြစ်ပြီးတော့သူ့အနေနဲ့အဆင့်3ဆင့်ရှိတဲ့ကပတ်နဲ့ပိုင်ရှင်ပဲဖြစ်ပါတယ် Charles Oliveira ဟာ UFC မှာအခုလောလောဆယ်အချိန်ထိ most submission win လို့ခေါ်တဲ့ချုပ်ကွက်နဲ့အများဆုံးအနိုင်ယူရရှိထားတဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ထားပြီးတော့ Charles Oliveira ကိုကြော်နိုင်တဲ့ fighter မရှိသေးပါဘူး။ဒါ့အပြင် featherweight တန်းမှာဆိုလို့ရှိရင်လည်း submission နဲ့အများဆုံးနိုင်ယူရရှိထားတဲ့ပွဲစဉ်တွေထဲမှာ Charles Oliveira က6ပွဲဆက်တိုက်နဲ့ဦးဆောင်ထားတာပဲဖြစ်ပါတယ်။ Charles Oliveira ဟာ UFC အဖွဲ့အစည်းကို2010ခုနှစ်မှာစတင်ရောက်ရှိလာတာဖြစ်ပြီးတော့သူ့အနေနဲ့အခုချိန်မှာ UFC မှာထိုးသက်ခဲ့တာဟာ14နှစ်တိတိရှိပြီလို့ပြောရမှာပဲဖြစ်ပါတယ်။အဲ့ဒီ14နှစ်အတွင်းမှာ Charles Oliveira အနေနဲ့အနေမြင့်တက်ကြတော်တော်များများကြုံခဲ့ရတာဖြစ်ပြီးတော့သူ့အနေနဲ့ featherweight တန်းမှာထိုးသက်စဉ်ကတကယ်ကိုအနိုင်ရှုံးမတည်ငြိမ်မှုတွေဖြစ်ခဲ့ပြီးတော့တော်တော်လေးကိုဒုက္ခရောက်ခဲ့ပါတယ်။ lightweight တန်းကိုပြန်တက်လာပြီးတော့သူ့အနေနဲ့2018ကနေစပြီးတော့2022ခုနှစ်အထိ၄နှစ်ဆက်တိုက်တောက်လျှောက်ရှုံးပွဲလုံးဝမရှိတဲ့17ပွဲဆက်တိုက်နိုင်ယူရရှိထားတဲ့ဆိုတော့ဂုံပုတ်ကိုလည်းထိမ့်သိမ်းပြနိုင်ခဲ့တဲ့အပြင်ချန်ပီယံဆူရှီကိုလည်းရယူပြခဲ့ပါတယ်ဆိုတော့ Charles Oliveira ဟာအဲ့ဒီလိုမျိုး fighter တယောက်ဖြစ်ပြီးတော့ပရိသတ်တွေပေါ်မှာဆိုလို့ရှိရင်လည်းတကယ်ကို respect ရှိရှိဆက်ဆံတတ်တဲ့တခြား fighter တွေပေါ်မှာလည်းတကယ်ကို respect ရှိရှိဆက်ဆံတတ်တဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကပရိသတ်တွေက Charles Oliveira ဆိုလို့ရှိရင်တကယ်ကိုအကြိုက်များနေရတာပဲဖြစ်ပါတယ်ဆိုတော့ဇလန်ပြန်ဆက်ရရင် Charles Oliveira အနေနဲ့အခုလာမဲ့ဒီ UFC 3ည event ပွဲစဉ်မှာ UFC ရဲ့ top 5 lightweight စရင်တွေကိုမကြာသေးခင်ကမှဝင်ရောက်လာခဲ့တဲ့ Arman Tsarukyan နဲ့ထိုးသက်သွားရတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ဒီ background ကိုပြောရမယ်ဆိုလို့ရှိရင်လည်း Charles Oliveira အနေနဲ့ဒီပွဲစဉ်မထိုးသက်ခင်မှာအော်တိုဘာလမှာသူ့အနေနဲ့ Champion Islam Makhachev နဲ့မကြေပွဲပြန်လည်ပွဲတည်ပေးထားခြင်းခံရတာပါအဲ့ဒီလိုမျိုးမကြေပွဲပြန်လည်ပွဲတည်ပေးထားတဲ့အချိန်မှာ Charles Oliveira အနေနဲ့ပွဲမထိုးသက်ခင်တပတ်အလိုမှာမျက်ခုံးကွဲဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်မလို့ပွဲစဉ်ကနှုတ်ထွက်လိုက်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ Charles Oliveira အနေနဲ့ဒီ lightweight တန်း champion ကပတ်စင်ခေါ်ခွင့်ကိုဆုံးရှုံးခဲ့ပြီးတော့သူ့အနေနဲ့ lightweight တန်း champion ကပတ်စင်ခေါ်ခွင့်ထပ်ရခြင်းတယ်ဆိုလို့ရှိရင်တော့အခုအချိန်မှာ lightweight တန်းစင်းတွေကိုဝင်ရောက်လာတဲ့ fighter ဖြစ်တဲ့ Arman Tsarukyan နဲ့ထိုးသက်ရမယ်ဆိုပြီးတော့ဖြစ်သွားတာပါArman Tsarukyan ဆိုတဲ့ fighter ကလုံးဝအချင်းမဟုတ်တဲ့ fighter တို့ဖြစ်ပါတယ်Arman Tsarukyan အနေနဲ့အခုအချိန်မှာအသက်28နှစ်အရွယ်သာရှိသေးပြီးတော့ MMA ပွဲစဉ်ပေါင်း24ပွဲထိုးသက်ထားပြီးအဲ့ဒီကမှ22ပွဲနိုင်3ပွဲရှုံးဆိုတဲ့ကြားလက်ကိုပိုင်ဆိုင်ထားပါတယ်။နိုင်ရရှိထားတဲ့22ပွဲထဲမှာဆိုရင်9ပွဲကိုအလဲထိုး9ပွဲကိုချုပ်ကွက်နဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ striking ဘိုင်းရော ground game ဘိုင်းရောမှာပါမျက်မတတစွန့်နိုင်တဲ့ fighter တယောက်ဖြစ်ပါတယ်။သူ့ရဲ့ background ကတော့ wrestling ကိုအခြေခံတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုဝင်ရောက်လုံးတဲ့နေရာမှာတော့တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။ဒါပြင်သူ့အနေနဲ့ Islam Makhachev နဲ့လည်းထိုးသက်ထားခဲ့ပူပြီးတော့အဲ့ဒီပွဲစဉ်မှာ Islam Makhachev ကိုတိတ်တောင်းရယူပြီးတော့ counter wrestling ပြန်ဆော့နိုင်တဲ့အထိလုပ်ပြခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာ Islam Makhachev ကအဖက်ဖက်ကတာနေတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ Islam Makhachev ကိုရှုံးနေခဲ့တာဖြစ်ပါတယ်Arman Tsarukyan အနေနဲ့တခုအံ့ဩဖို့ကောင်းတာကနောက်ဆုံးထိုးသက်ထားခဲ့တဲ့ပွဲစဉ်မှာ UFC ရဲ့ lightweight တန်းက fighter ချန်တူဖြစ်တဲ့ Beneil Dariush ကိုပထမအချီမှာတင်အလဲထိုးပြီးတော့အနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်
လဲထိုးပြီးတော့နိုင်ယူပြခဲ့တဲ့ပုံစံကလည်းတော်တော်လေးကိုပါဝါပြင်းပြင်းနဲ့အလဲထိုးခဲ့တဲ့အတွက်ကြောင့်မို့လို့အာမန်ဆာရူကီယန်ဟာဗနီတာရူရရှိခဲ့ပြီးတဲ့နံပါတ်၄နေရာကိုချက်ချင်းဆိုသလိုရောက်ရှိလာတာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ဟာချားစ်အိုလီဗေရာတက်တော်တော်လေးကိုသတိထားရမယ့်ပွဲစဉ်မှာဘာဖြစ်လို့လဲဆိုတော့အာမန်ဆာရူကီယန်ဟာအခုချိန်မှာအသက်28နှစ်အရွယ်သားရှိသေးတဲ့လူငယ်ကစားသမားတူလည်းဖြစ်တယ်ပြီးတော့သူ့ရဲ့ background ကလည်းနဗန် background ဆိုတော့သူ့ကိုချုပ်ကွက်ရယူဖို့ကလည်းတော်တော်လေးခက်တယ်ဒါအပြင် power ကလည်းနောက်ဆုံးထိုးသက်ထားခဲ့တဲ့ပွဲစဉ်မှာတကယ်ပြင်းတဲ့ power ကိုပြသသွားတဲ့အတွက်ကြောင့်မို့လို့ Charles Oliveira အနေနဲ့တော်တော်လေးကိုGuyus တဆိုင်နဲ့ကစားသွားရမယ့်ပွဲစဉ်မှာဒါအပြင်သူ့အနေနဲ့အဲ့ဒီပွဲစဉ်မှာအခက်မသိရင်ရှုံးသွားနိုင်သေးတဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာတော်တော်လေးကိုစူးစမ်းပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကိုပရိသတ်ကြီးအနေနဲ့ဘလို့တန်းစောင့်ကြည့်အားပေးသွားကြဖို့ကျွန်တော်အနေနဲ့ဒီညကနေတိုက်တွန်းချင်ပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့အဲ့ဒီ UFC 300မှာပဲထိုးသက်သွားကြတော့မယ် Alex Pereira နဲ့ Jamal Hill တို့ရဲ့ UFC Light Heavyweight Champion ကပတ်လူပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်။ Alex Pereira ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့နိုဝင်ဘာလကသူ့ရဲ့ Light Heavyweight Champion ကပတ်ကိုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာ Alex Pereira ဟာရှင်ပြိုင်သူ Jiri Prochazka ကိုအနိုင်ယူပြီးတော့ Champion ကပတ်ရရှိခဲ့တာပါ။ထူးခြားတာက Alex Pereira အနေနဲ့ UFC ကိုရောက်ရှိလာပြီးတော့နှစ်နှစ်အတွင်းမှာသူဟာ UFC ရဲ့ Middleweight Champion ကို Light Heavyweight Champion ကိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ UFC ကိုစတင်ပြောင်းရွှေ့လာခဲ့စဉ်က Alex Pereira အနေနဲ့ဒီ UFC ဘက်ကနေပြီးတော့သူ့ကိုပွဲတက်ပေးနေတာကတော့သူအရင်တုန်းကပြစ်ပေါက်စဉ်ကြိုးဝိုင်းထဲမှာအနိုင်ယူခဲ့ပူတဲ့ fighter ဖြစ်တဲ့ Israel Adesanya နဲ့ပွဲတက်ပေးနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Israel Adesanya ရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ Alex Pereira ကို UFC ကနေခေါ်ယူပြီးတော့မကြခင်အချိန်အတွင်းမှာပဲချန်ပီယံကပတ်စင်ခေါ်ခွင့်ရရှိအောင်လုပ်ပေးခဲ့ပါတယ်။အဲ့လိုလုပ်ပေးခဲ့တဲ့အခါမှာချန်ပီယံကပတ်လူတဲ့ပွဲစဉ်မှာ Alex Pereira ဟာ Israel Adesanya ကိုနောက်ဆုံးချီမှာတိုင်ပွဲရက်နဲ့လဲထိုးနိုင်ယူခဲ့ပြီးတော့အလုံးထင်တဲ့အတိုင်းပဲ Israel Adesanya ရဲ့ Middleweight Champion ကပတ်ကိုဖြုတ်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက် Israel Adesanya ဟာတကယ်ကိုကျန်းတဲ့ချန်ပီယံတယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့မကြေပွဲချက်ချင်းပြန်လဲပွဲတက်ပေးတဲ့အခါမှာဆိုလို့ရှိရင်တော့Alex Pereira ကိုပထမချီမှာအမှောက်သိပ်ပြသွားပြီးတော့ Middleweight Champion ကပတ်ကိုရရှိခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ဒီ Alex Pereira အနေနဲ့သူဟာ Middleweight ဟာသူ့အတွက်ဝိတ်ကက်ရတာတော်တော်လေးခက်ခဲလွန်းနေဆိုပြီးတော့ Light Heavyweight ကိုတက်ရောက်ပြီးတော့ကစားခဲ့တာပါ။ Light Heavyweight မှာဆိုလို့ရှိရင်တော့ UFC ရဲ့ Light Heavyweight Champion ဟောင်း Jan Blachowicz နဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးအဲ့ဒီပွဲစဉ်မှာလည်း Jan Blachowicz ကိုနိုင်ရရှိခဲ့ပါတယ်။နိုင်ရရှိခဲ့ပြီးတဲ့နောက်ချန်ပီယံစင်ခေါ်ခွင့်ရပြီးတော့ချန်ပီယံဟောင်းကိုအလဲထိုးပြီးချန်ပီယံဖြစ်လာတဲ့အခါမှာသူ့ရဲ့ချန်ပီယံကပတ်ပထမဦးဆုံးကာကွယ်ပွဲကိုအရင်တုန်းက UFC ရဲ့ Light Heavyweight ချန်ပီယံဟောင်းတူဖြစ်တဲ့ Jamal Hill နဲ့ရှင်ပြိုင်ထိုးသက်သွားစေတာပဲဖြစ်ပါတယ်။ Jamal Hill ဟာဆိုလို့ရှိရင် striking ဘိုင်းမှာတော်တော်လေးကိုကောင်းတဲ့ fighter တစ်ယောက်ဖြစ်ပြီးတော့အလဲထိုး power လည်းကောင်းတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ဒါ့ပြင်လူငယ် fighter 2ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Alex Pereira ကိုသူ့အနေနဲ့အလဲထိုးနိုင်ယူနိုင်မယ်ဆိုပြီးတော့ယုံကြည်နေတာဖြစ်ပါတယ်။ Alex Pereira ကလည်းသူ့ရဲ့ပထမဦးဆုံး Light Heavyweight Champion ကပတ်ကာကွယ်ပွဲမှာ Middleweight ကလိုမျိုးမဖြစ်ဖို့အတွက်အကောင်းဆုံးကြိုးစားသွားရမှာပါ။ဒါကြောင့်မို့လို့ဒီပွဲစဉ်ဟာကျွန်တော်ပရိသတ်တွေအတွက်ဘလို့တန်းစောင့်ကြည့်သွားရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။